မင်းဘဝမှာစကားလုံးချိုးတဲ့သူတွေနဲ့ကြုံမှုကြလားကြားရတာနှဝင်ချိုးပြီးမင်းလိုအကုန်လိုက်ပြောပေးတတ်တဲ့သူတွေပေါ့တတိတာထားပြီးတော့နော်လောကကြီးမှာစကားပြောကောင်းတဲ့သူတွေဟာတကယ်တော့လိန်ညာသူတွေဖြစ်နေတတ်တယ်သူတို့ကမင်းရဲ့ယုံကြည်မှုကိုရအောင်ယူပြီးစကားလုံးတွေကိုလက်နဲ့တစ်ခုလိုသုံးနေကြတာဗျဘာလို့လိန်တဲ့သူတွေကစကားပြောပိုကောင်းကြတာလဲသိလားအမှန်တရားဆိုတာကရိုးရှင်းတယ်လေတခါတလေမှာတော့လေခါးသီးတက်တာပေါ့ဒါပေမဲ့လိန်ညာမှုကလူတွေကြားကျင်တဲ့ပုံစံဖြစ်အောင်မြဲတဲ့လှလှပပပြင်ဆင်ထားလို့ရတယ်ဒါချစ်ချင်းမြတ်တာမဟုတ်ပါဘူးဒါကိုချဲလေတာလို့ခေါ်တယ်ဒီလိုလူတွေကမင်းရဲ့စိတ်ခံစားချက်ကိုဘယ်လိုကစားရမလဲဆိုတာကောင်းကောင်းသိတယ်မင်းကိုမြောက်ပေးလိုက်လိုအပ်ရင်တနာအောင်လုပ်လိုက်နေမင်းရဲ့ဆုံးဖြတ်ချက်တွေကိုသူတို့အလိုတိုင်းဖြစ်အောင်လှည့်စားသွားလိမ့်မယ်အမှန်တရားအတွက်စကားလုံးတွေအများကြီးမလိုပါဘူးတကယ်စိတ်ရင်းမှန်တဲ့သူတွေကစကားကိုလိုတလောက်ပဲပြောတတ်ကြတယ်မင်းကိုအမြဲတမ်းလိုက်မြောက်ပင့်နေတဲ့သူတွေဟာမင်းရဲ့တငယ်ချင်းအစ်စ်မဟုတ်ပါဘူးသူတို့ကမင်းရဲ့အတ္တကိုအစာကျွေးပြီးသူတို့အတွက်လမ်းခင်းနေကြတာနှက်ခမ်းကလိမ့်ချင်းလိမ့်မယ်မျိုးလုံးကတော့ဘယ်တော့မှမလိမ့်ဘူးဗျစကားပြောကောင်းတဲ့သူတွေရဲ့စကားအလားတွေမင်းမျောမသွားနဲ့ဘူးနော်ဗုဒ္ဓတရားတော်မှာဝစီဒုစရိုက်ကိုဘာလို့ပြင်းပြင်းထန်ထန်ထားမြစ်ခဲ့တာလဲသိလားနှုတ်ထွက်စကားကဘဝတွေကိုမုံမုံညံ့ညံ့ကြေသွားအောင်ဒီဖြည့်ဆည်းပြနိုင်လို့ပါပဲမင်းရဲ့အနေနဲ့အပြောချိုတဲ့အစိတ်ခွက်တစ်ခွက်ကိုတောက်မလားခါးသီးပေမဲ့ယောဂပြောပြီးမဲ့ဆေးတစ်ခွက်ကိုရွေးမလားဒီနေ့ကစပြီးစကားလုံးအလှပတွေနောက်မျက်စိမိတ်မလိုက်ပါနဲ့တော့တကယ်အမှန်တရားကိုရှာဖွေတဲ့သူဆိုတာစကားလုံးတွေကိုကြော်လုံးပြီးတစ်ဖက်လူရဲ့နှလုံးသားကိုအထိမြင်အောင်ကြည့်တတ်ရမယ်